Tiramisu တွေ cheesecake ကို strawberry နဲ့ပြီးတော့ mango ice cream က pasta ရယ် pasta 2မျိုးရယ်ပြီးတော့ cheesecake ရယ်ပြီးတော့ pecan nuts နဲ့cinnamon ရယ် matcha တွေရယ် coffee တွေရယ်အများကြီးကျွန်တော်တို့ restaurant 4ခုမှာကျွန်တော်တို့တောက်ခဲ့ပါတယ်ပြီးတော့အေးတွေရောပဲပေါ့နော်ကျွန်တော်တို့ပြီးတော့ mushroom နဲ့ croissant နဲ့စားခဲ့တယ်ပြီးတော့ shashuka နဲ့စားတယ်နောက်ဆုံးမှာတော့ကျွန်တော် sushi နဲ့ပိတ်ပါတယ်အကြောင်းမှာ enjoy ချင်တဲ့လူတွေရှာကြအောင်ပိတ်ရကြရင်လာလေလိုက်အဲ့မှာစားတောက်ဆရာနေရာလေးလည်း share ပဲ hoof ဆိုတဲ့ coffee ဆိုင်လေးလည်းအရင်ကောက်ပါလေရှာကြကူရတော့ပထမဆုံးဆိုင်ဖြစ်တဲ့ hoof ဆိုတဲ့ဆိုင်လေးပါအရန်ကိုကောင်းပါတယ်အရန်ကိုကောင်းတဲ့ step တွေကလည်းအရန်ဖော်ယူပါတယ်ဒါကတော့ကျွန်တော်တို့မှားတဲ့ matcha လေးပါ matcha လေးကိုဒီညီမလေးက share ဖြော်ပေးပါတယ်ကျွန်တော်ကတော့အကုန်တောက်ခဲ့ပါတယ် matcha ကိုတော့ thank you ပါဒါလေးကတော့ coconut water နဲ့ matcha လေးပါတကယ်မိုက်ပါတယ်ကျွန်တော် coffee ညှက်ပေးနေမမကြီးရနော် influencer ပါYou see? It's really good. Long side. Wow. Man, cheesecake is better than tiramisu, honestly. ကျွန်တော်တို့ကိုကူတဲ့မာချာတောက်ပြီးတော့ကျွန်တော်နောက်တစ်ဆိုင်အောင်သွားကြပါတယ်။ဘယ်လိုက်ဖို့ပါလဲ။ Tomorrow benchmark ကိုကောင်းပါမယ်။ ကဲအခုတော့ဒုတိယ restaurant ကိုရောက်ပါပြီ။ချက်စားပါဦးမေ။အဲလုံးဝအရင် classic ဆန်ပြီးတော့အရင်ကိုကောင်းပါတယ် coffee ဆိုလို့သူတို့ကိုယ်တိုင် roast လုပ်တာပါနောက်မှရှင်းပါကျွန်တော်ဒီနေ့သွားစားတဲ့ဆိုင်တွေအကုန်လုံးမှာကျွန်တော်ပတ်စံတစ်ပြားမပေးဘဲနဲ့အကုန်လုံး free တောက်ခဲ့ရပါတယ်ရှာချာမိခင်ရဲ့ကျေးဇူးနဲ့ပါဒီဟာလေးကတော့ vanilla drink လေးပါဒါကျွန်တော်တို့ရဲ့ညီလေးပါညီလေးကတော့ကျွန်တော်တို့ share coffee ကိုလုံးဝ share ဖြော်ပေးနေတာပါအေး130တန် coffee ကိုဖြော်ပေးနေတာပါသားပါဘောနော်ဆို Los Angeles ကထုတ်တဲ့ Panama coffee လေးပါဒီဆိုင်မှာပဲရပါတယ် UAE တစ်ခုလုံးမှာဒီဆိုင်တစ်ခုမှာပဲရပါတယ်သားပါနော်မပြောတော့လာခဲ့ဒီပါလာစားမပြောတော့လာခဲ့လိုက်ဒီရတဲ့ဆိုင်စားလို့ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့တတိယဆိုင်သွားတဲ့အချိန်မှာ mango ice cream စားပါတယ်စားပါဦးတွန်းနေတဲ့လမ်းမှာ firework လေးတွေ့လို့ဝင်ကြည့်လိုက်ပါသေးတယ်အရင်မိုက်ပါတယ်ကဲအခုတော့တတိယဆိုင်တို့ကျွန်တော်ရောက်ခဲ့ပါပြီဒီလုံးအများကြီးစားရပေမဲ့လည်းဘယ်နေရာရောက်ချိန်ရမယ်တာဝန်ရှိတော့ချိန်ပါတယ် shashuka နဲ့ bread လေးစားပါဦးဒီလိုကြည့်လိုက်အချိန်ကြီးကလောက်ရောက်နေပြီမဟုတ်သူကတဆိုင်ချင်းကြီးကျွေးတယ်ပြီးလမ်းလျှောက်ခိုင်းတယ်ဟုတ်တယ်ဟာအဲ့တော့အစာပြန်ကြီးွားတယ်အဲ့တော့ပြဿနာမရှိဘူးအခုတော့ကျွန်တော်တို့နောက်ဆုံးဆိုင်လေးဆူရှီဆိုင်ကိုရောက်ပါပြီကဲနောက်ဆုံးဆိုင်လေးမှာကျွန်တော်ဆူရှီစားပြီးကြအောင်ပြန်มาတော့ပြီတရက်ကတော့ရေးလည်းမကျွေး review လေးလည်းပြီးပေးတာပေးပါဟုတ်ကြားရမှာဒီကပူပူလေးအားလည်းကောင်းတယ်ဒါလည်းကောင်းတာပဲကောင်းကဲတတာရှာကြ ਈ တတာ